ငယ်ကျုံးငယ်နာဆိုလို့ဖိုးကြီးဖွားကြီးတွေအသက်ကြီးပြီးတော့ကြီးကျိုးကြီးနာလည်းပြည့်မထားနဲ့အောက်တဲ့တချို့ဖိုးကြီးတွေအသက်ကြီးလေရှော့တာမဟုတ်ဘူးတန်ရောတင်ပြောပါလေမလျှော့ဘူးမြင်မူလားတချို့ပဲကျိုးနဲ့အော်ကိုကတော့အန်သွားလေးတစ်ချောင်းရှိလို့တော်ပါလေရဲ့ဒုက္ခမြကသဖုံကြီးဆိုတော့ရိုင်ရွက်ထွက်လာပြောနေနေလေးဆိုသူပဲကျွေရဟောအနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအကြပါအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဒီကနေ့1338ခုတဇောင်းမုံလဇန်4ရက်နေ့ညရန်ကုန်မြို့ကြီးမြင့်တိုင်ရပန်းပင်ကြီးလမ်းဖယားငါးစုဓမ္မယုံတဇောင်းတော်ကြီးရှိမှာဟောမဲ့ဇတ်တော်ကပြောခြင်းသူလူအများလိုက်ကြမလားဒါကိုဘုန်းကြီးဟောမှာဖြစ်ပါတယ်ဒီလိုဟောမဲ့ဇတ်လန်းကလည်းဘုန်းကြီးရှေ့ပိုင်းမှာဟောခဲ့ပြီးသားဖြစ်တဲ့ဖယားလူကြီးများနတ်ပြည်သွားဆိုသည့်အလျောက်ကတ္တမမြတ်စွာဘုရားလက်ထက်ကနတ်ပြည်ကိုတက်သွားကြတဲ့16ယောက်ဘုရားနှစ်စုအကြားမှာနတ်ပြည်ခံစားပြီးတော့ကျွတ်တို့ဂေါရမဘုရားလက်ထက်လူပြည်ကိုပြန်ပြီး16ယောက်ဆင်းကြမှာဖြစ်ပါလေရှင်းဆိုကြားနေရောပရိသတ်ကြီးတောက်လျှောက်ပဲဆင်းကြပါစို့ကျွတ်တို့ဂေါရမမြတ်စွာဘုရားလက်ထက်တော်ဟောအထက်နတ်ပြည်မှငွေရှိကလေးထည့်၍16ယောက်ကလုံးဖယားကျွန်းဖြစ်နဲ့ခေါင်းလောင်းထိုးလှူပြီးတော့လာခဲ့တဲ့ဂေါပကလုတ်ခဲ့တဲ့တောတထဲသည်နတ်ပြည်ကလူပြည်ဆင်းလိုက်တော့ဟောကျွတ်တို့ရာဇဂိုမြို့နဲ့အတော်ဝေးกว่าတဲ့ဌာနမှာကျွတ်တို့မုတ်ဆိုးကြီးသွားဖြစ်ကံပြစ်ချရခံရဣဒတောတထေခောဘကနတ်ပြည်ကဆင်းလာပြီးတော့တောကြီးထဲမှာပါသွားဖြစ်မုတ်ဆိုးကြီးကံပြိဿအကြောင်းကြောင့်အကျိုးဖြစ်တချို့ကံကိုသဘောမပေါက်ကံဆိုတာအလုတ်ဆိုတာကံကိုယုံကြည်ရင်မိမိလုပ်တဲ့အလုတ်ကိုယုံကြည်ပါကံကိုယူသေးရင်မိမိလုပ်တဲ့အလုပ်ကိုယူသေးပါကံဆိုတာကျွတ်တို့ကမ္မဆိုတဲ့ပါဠိကထွက်လာကမ္မဆိုတာမြန်မာလိုပြန်တော့အမှုဒီကကမ္မဆိုတာမြန်မာလိုပြန်တော့ဗါလေအမှုကဘယ်နှခုရှိကြလဲ၃မှုရှိဘယ်နှမှုတော့ဆိုကြည့်တော့မှကာယကမ္မဝစီကမ္မမနောကမ္မခန္ဓာကိုယ်နဲ့လုပ်တဲ့အလုပ်ဆိုခန္ဓာကိုယ်နဲ့လုပ်တဲ့အလုပ်ပါးစပ်နဲ့ပြောတဲ့အလုပ်စိတ်နဲ့ကြံတဲ့အလုပ်အလုပ်၃ခုအမှု၃ခုရှိပါတယ်ပရိသတ်ကြီးဘယ်နှမှုတုံးပရိသတ်ကြီးအဲ့ဒီ၃မှုဒီတရားနာပရိသတ်ကြီးနေ့တိုင်းရှိမရှိရှိတယ်ခင်ဗျားတို့နေ့တိုင်းအမှု၃မှုရှိခင်ဗျားတို့ကယုံပြေကနာရောက်မှအမှုထင်တာခင်ဗျားတို့အမှုတွေလေဘာမှုတွေတော့ကာယကံမှုဝစီကံမှုမနောကံမှုမှန်လားပြိဿကြီးငွေရအောင်စီးပွားရေးလုပ်နေတဲ့စိတ်ကမကြံရဘူးလားဘာကံဖြစ်မနောကံစိတ်ကကြံတာဘာကံနော်ငွေရမှုနဲ့ပတ်သက်ပြီးတော့စီးပွားရေးအဆင်ပြေမှုနဲ့ပတ်သက်ပြီးတော့ဗဇက်ကမပြောဘူးလားဘာကံဖြစ်ဝစီကံငွေရမှုနဲ့ပတ်သက်ပြီးတော့နေ့စဉ်မနေ့မိုးလင်းမျက်နှာသိပ်ပြီးအိမ်ကထွက်ခန္ဓာကိုယ်ကြီးနဲ့အလုံးမလုံးရအဲ့ဒါဘာကံဖြစ်ကာယကံဒါကြောင့်
လူတွေရဲ့ဆင်းရဲချမ်းသာကိုပေးစွမ်းနိုင်တာဘယ်သူလဲကံဆိုတာဘယ်သူလုပ်တာလဲကိုလုပ်တဲ့အလုပ်သဘောပေါက်ရဲ့လားပြိဿကြီးကလေးတွေကစလူတိုင်းသဘောပေါက်သွားအောင်ဒါဘုန်းကြီးပြောနေတဲ့နီးလေးပါဒါလို့ဆိုရင်လည်းသဘောပေါက်ပြီတချို့ကကံကိုနားမလဲတော့အိုကံရှိချမ်းသာလိမ့်မပေါ့ကွာအကံရှိစားရလိမ့်မပေါ့ဒီလိုထိုင်းနေုံနဲ့ချမ်းသာမလားပြိဿကြီးစိတ်နဲ့ကြံတဲ့အလုပ်ပါးစပ်နဲ့ပြောတဲ့အလုပ်ခန္ဓာကိုယ်နဲ့လုပ်တဲ့အလုပ်ဒီအလုပ်တွေကိုမလုပ်ဘဲနဲ့ထိုင်းနေလို့ချမ်းသာနိုင်မှာဒီအလုပ်တွေကိုမလုပ်ဘဲနဲ့ထိုင်းနေလို့ကိုစားရပါကဲထမင်းချက်ပြီးပြီထမင်းအိုးထဲမှာဆန်ကထမင်းဖြစ်နေတယ်ဆန်ကဘာဖြစ်နေလဲကံရှိဝါလိမ့်မပေါ့ကွာဆိုပြီးမစားဘဲနဲ့ထိုင်းနေလို့ထမင်းလုံးကခြိတောင်းပေါက်ပါးစပ်ထဲဆင်းမှာထမင်းစားခြင်းနဲ့စိတ်မနောကံမလုပ်ရဘူးလားထမင်းခုဟဲ့စားကြစို့ဟဲ့ပါးစပ်ကဝစီကမလုပ်ရဘူးခန္ဓာကိုယ်ကြီးကထပြီးတော့မခူးရဘူးလားအလုပ်တွေဒါကြောင့်လစ္ဆတတ်တော့ငါတို့တွေဒီကံရှိချမ်းသာလိမ့်မပေါ့ဆိုပြီးထိုင်းနေလို့တော့မချမ်းသာကံရှိစားရလိမ့်မပေါ့ဆိုပြီးထိုင်းနေလို့တော့မဝကံဆိုတာအလုပ်ဆိုတာကံဒါကြောင့်ချမ်းသာခြင်းသူမှန်သမျှသည်အလုပ်ကိုယူသေးပါကံကိုယူသေးပါဒီတိုင်းဘုန်းကြီးပြောတာသဘောပေါက်ရလားအဲ့ဒီသူပြုတ်ခဲ့တဲ့ကံအတိုင်းပဲတရားနာပြိဿကြီးဟာသူတို့ချင်းဆုံရမယ်ရေဆက်ဘယ်လိုနေမယ်တော့မသိဘူးတောပဲထွက်ပြီးမုတ်ဆိုးကြီးဖြစ်ရစားပြီဒီကနေ့တောတစ်ထေတောကြီးတဲ့ဘာလာဖြစ်နှုတ်ဘဝတုန်းကဂောဘကတထေကတော်လုတ်ခဲ့တဲ့တောတထေကတော်ကလူပြေသို့ဆင်းပြီးတော့ရာဇဂိုမျိုးတွင်တထေသမီးလေးဖြစ်ရှာသည်ဣဒကြီးဂောဘကတထေကတော်ကသဗ္ဗဘုရားလက်ထက်ကနတ်ပြည်တက်သွားတာဂေါရမဘုရားလက်ထက်လူပြေပါလာဖြစ်တထေသမီးလေးဘယ်မြို့မှာပါလဲရာဇဂိုမြို့တထေသမီးလေးဖြစ်တော့မိဘအရေးကိုခေါ်လောင်းပြီးတော့ဘိုင်းကောင်းကြောက်ဖိပြီးပေါ့လေနေလာလိုက်တာကျမ်းဂန်ထဲမှာဘယ်ချိန်ကသောတာပန်မတည်တယ်မသိဘူးပြိဿငယ်ကလေးတွေကသောတာပန်လေးတဲ့လို့သောတာပန်တစ်ထေသမီးလေး14 6နှစ်အရွယ်ကလေးရောက်ပြီးတော့လာတော့ကျွတ်တို့တောကြီးတွေကမုတ်ဆိုးကလည်းသားကောင်ငါးကောင်တွေတင်းလို့လှဲကြီးနဲ့ရာဇဂိုမျိုးတွင်သို့ဝင်အလားဧတမုတ်ဆိုးကြီးသားကောင်တွေတင်ပြီးလှဲကြီးနဲ့ဘယ်မြို့ဝင်လာပါလဲရာဇဂိုမြို့ထဲဝင်လာတော့တထေသမီးလေးကလေသာတကားလေးပွင့်ကြည့်တဲ့အခိုက်မြင်ပြီးပြိဿကြီးမုတ်ဆိုးကြီးလှမ်းကြည့်ကြည်စမ်းခမောက်ကြီးဆောင်းလို့နေဘူးကြီးတဲ့ချွေးတလုံးလုံးနဲ့အင်ကြီးကလည်းမပါမဲလိုက်တဲ့အသားကလည်းသပိတ်ရောက်မှာအရှုံးပေးရငါမတော့တက်ကြီးပေါ်သူ့ဘဝကြီးကြည်ရတနာတရားကြီးပါလားတနာတဲ့ပြိဿကြီးပြိဿသောတာပန်လေးကမုတ်ဆိုးကြီးဘာဖြစ်တယ်မှတ်ထားကျွတ်တုလောကကြီးလေဒုက္ခဖြစ်ခြင်းတဲ့လူတွေဘယ်ကမှမစဘူးအဲ့ဒီတဏှာတာကစတဏှာရင်တော့သွားပြီလားအောင်နေဘယ်သွားတာတော့မမေးနဲ့အဲ့ဒီတဏှာတဲ့စီသွားတယ်ကိုကြီးတွေငကြိုးငနာစဉ်းစားကြည့်တဏှာတဲ့စီမြင့်တဲ့သကောင်မှောင်နဲ့မဲမွေးကိုင်းမှလည်းမကြောက်ဒုတ်ကိုင်းမှလည်းမကြောက်ခဲပေါက်မှလည်းမကြောက်သွားခဲ့တာလေကိုချီတောင်းနဲ့မရောက်အောင်တဏှာတဲ့စီတဏှာတဲ့စီသွားလို့တဏှာမိရင်တော့ဖြင့်အဲ့ဒီလူဒီဒုက္ခဖြစ်တော့မယ်ဒုက္ခလမ်းစရှားလာငကြိုးငနာစဉ်းစားဖို့ငကြိုးငနာဆိုလို့ဖိုးကြီးဖွားကြီးတွေအသက်ကြီးပြီးတော့ကြီးကျိုးကြီးနာလည်းပြည့်မထားနဲ့ဟုတ်တယ်တချို့ဖိုးကြီးတွေအသက်ကြီးလေရှော့တာမဟုတ်ဘူးတန်ရောတင်ပြောပါလေမလျှော့ဘူးမြင်မူလားတကြိုးပဲကြိုးနဲ့ကိုကတော့အန်သွားလေးတစ်ချောင်းရှိလို့တော်ပါလေရဲ့ဒုက္ခများကသဖုံကြီးဆိုတော့ရံရွက်ထွက်လာ
ပြောနေနေလေးဆိုသူပဲကျွေရဟောဒါကြည့်ကြည်ကြိုးကြည့်နေကိုကတော့အံသွားလေးတစ်ချောင်းတစ်ချောင်းရှိလို့မာရာကြိတ်ဝါရတယ်လေပြောနေနေလေးဆိုသူ့ကျွေးရတယ်တဲ့ဘသူလုံးဆိုတော့သူတနာထားတဲ့ဟာကြီးလေဒါကြောင့်တနာတဲ့လောင်းစားသည်ဒုက္ခဖြစ်ဖို့အကြောင်းတရားတထေးတော်လေးကြည့်တနာမိတထေးသမီးလေးကြော်လေးတောင်ဖြစ်နေတထေးသမီးလေးတနာသွားတနာစရာကြီးပါလားအော်တနာယုံနေမှာကသူ့ရဲ့နာလေးငါကြည့်ခြင်းလိုက်ပါပြီအသားမဲပဲမဲလို့ညိုကြောကြီးများဖြစ်နေလေမလားနောက်ဘဝကရေဆက်ကြည့်အခုရေဆက်ကြောင့်သူ့ရဲ့နာလေးကကြည့်ခြင်းလိုက်ပါပြီဒီဘက်များလှည့်လိုက်စမ်းမတော့ကြည့်ခြင်းလုံးလို့ကြားအောင်လည်းမပြောရဘူးဘိုက်ခဲရင်ရေရွတ်နေပါဇက်ကအတမ်းမထွက်ဘူးသူမျော်လင့်နေကြဟိုကတပြားလေးနဲ့နွားဖင်တို့ပြီးတော့ဟာနွားဆိုဒီဘက်လှည့်လိုက်မြင်ပြီဧတာကြီးမြင်မလားပါမြင်တာမယုံဒါကလေးတွေဟန်ကြမြင်မဟဲ့မဟုတ်ဆိုကြီးအော်ကြည်ဆောင်မတနာစရာကောင်းရုံနဲ့မကသူ့ရဲ့နှာကြီးတရားချစ်စရာကြီးပါဟောဖြစ်ကုန်ဟဲ့သောတာပန်နော်ဒိဋ္ဌိနဲ့ဝိသိကိစ္စပြုတ်ပြီးအပေရောက်ကြောင်းတရားတွေပယ်ပြီးသားပြိတ္တာအပေမကြတော့ဘူးအဲ့ဒီလိုအပေရောက်ကြောင်းတရားတွေပယ်ပြီးသားဖြစ်တဲ့သောတာပန်မှလေးပင်ဖြစ်လင်ကစားချစ်စရာကြီးပါလားအော်ခက်တော့တာပဲသူ့မျက်နှာမြင်လိုက်ရငါတကိုယ်လုံးကြက်တိမွေးခြင်းတွေထားလို့ဘယ်လိုဖြစ်မှမသိဘူးတထေးသမီးဘဝမကလို့ဘာပဲဖြစ်သူ့နောက်ကလိုက်ပြီးတော့ခြေရင်းအလုတ်အကျွေးဘဝငါပြုတ်သူခြင်းတော့ဒါပဲတတ်နိုင်မှာဘူးလေဆိုပြီးတော့တရားနာပိဋကမရှက်မကြောက်နဲ့ကြုံမာလေးတယောက်ခေါ်ပြီးတော့ဒီမှာလာစမ်းဘာလို့မမရဲ့ဘာလို့လုပ်မနေလဲလောင်းစီကိုမြင်ရတာဟုတ်မှာမဟုတ်ဆိုးကြီးလည်းနှုတ်ထိုးပြအော်ဘာလို့အောင်မင်းနေမမကလဲပေါ်မှာမဟုတ်ဆိုးကြီးမျက်စိကျနေတာကိုကြမကြညှိလုံးမဟုတ်ဒီနာတိချာရက်ကြည့်ဘယ်လောင်းဝင်သွားတဲ့ဆိုတာသိအောင်အသာရေးလိုက်ဦးမယ်တော့ကြောင့်ငါအလိုက်ခိုင်းမှကြီးမတွေ့ပဲနေမယ်နော်တိချာကြည့်ဟုတ်ကဲ့မမသောတာပန်မှာလေးစာရေးပြီဧကကြီးကအောင်းမေးမှာပေါ့သောတာပန်မှာလေးစာရေးတယ်ဆိုတော့တရားစာတွေလားမဟုတ်ဘူးဟိုတင်းစာသမီးသားစာဟိကန်တဲ့ပြောကြပါရေးဟဲ့တို့ပြုံးမောင်ကြီးသူမရေးခေါင်းစဉ်ငါဖန်ကတတ်ဟာရေးရောပါကိုင်းမဖြစ်သေးလို့နင်တို့ရေးသလိုနေမှာပေါ့ဟဲ့ငါတော့မှများမင်းတို့ရေးသလိုနေမှာပေါ့ဟဲ့ငါကြီးများရေးပြီကွာတို့ပြုံးမောင်ကြီးရဲ့မျက်နှာကိုမြင်ကြတဲ့ကဟောဒီနှမလေးရဲ့ရင်နဲ့အသေးတဲ့ဥတဲ့နှလုံးကြောက်ကထဲဘန်းမင်းတို့ရေးတဲ့အတိုင်းပေါ့ကွာငါပြောကြားနေရောရေးရောဟဲ့ဒီတိုက်ကလေးရေးပြီးတော့မောင်ကြီးတဲ့ပြန်လာလို့ရှိရင်ဒီလမ်းကပြန်ထွက်ပါလက်ရပဲလမ်းတစ်ဘေးကအထုပ်ကလေးဂျိုင်းညံ့စောင့်နေတဲ့မိန်းကလေးကိုမျက်နှာဆွဲပြီးလှဲကြီးမြန်တအားမောင်းမသွားလိုက်နဲ့နော်သူလိုက်ချင်တဲ့လမ်းကိုမောင်ကြီးခေါ်သွားပါသူကလိုက်ချင်တယ်လို့မပြောတော့ခလေးမဖယ်သွားမှလဲလို့မေးအိန္ဒိယရှင်မဟုတ်လားမောင်ကြီးရဲ့ဒီဘာရညာတွေပေါ့ကွာရေးရောဟဲ့ရေးပြီးတော့သူလေခြေရင်းအလုတ်ကျွေးဘဝနဲ့နောက်ကလိုက်ချင်တယ်ဆိုတဲ့အကြောင်းမောင်ကြီးပြန်အလာကိုအချိန်မီစောင့်နေပါတယ်ဆိုတဲ့အကြောင်းနဲ့ရေးပြီးတော့ဟဲ့ရော့ဒီစားလိုက်ပြီဘာသာရူမမရဲ့ဘာသာဖြစ်ဖြစ်ညှိလို့မဟုတ်တော့လိုက်ပြီမမရဲ့တဲ့ဟိုမိန်းကလေးတယောက်ကယောက်ျားလေးလိုက်စားပေးမယ်ဆိုတော့ပြောင်းပြန်ကြီးဖြစ်မနေဘူးလားပြောင်းပြန်ဖြစ်ဖြစ်ဇောက်ထိုးဖြစ်ခဲ့သွားညီဟုတ်ကဲ့
ဟုတ်ကဲ့ဆိုနေအောင်ငါပြောတဲ့သေချာနားထောင်စာကိုသူ့လက်ထဲရောက်အောင်တည်တည်ချာချာထည့်ခဲ့ပြီးတော့လည်းငါမှားလိုက်မယ်လူပြိုလားလူကိုလားလည်းမေးခဲ့သောတာပန်ကြီးဖြစ်နေပုံဟဲ့လူပြိုဆိုတောင်မှလေဟောစစ်တလားမစစ်ဘူးလားမေးခဲ့တရားလုံးကြည့်မေးပြီပြောပြီတည်တည်ချာချာသူ့လက်ထဲထည့်ခဲ့နော်မမရဲ့တဲ့စာကားတော့လက်ထဲထည့်ပါမယ်တဲ့မိန်းကလေးတယောက်ကယောက်ျားလေးတယောက်ကိုလူယိုလားလူအိုလားမေးရမှာဖြစ်ပါမလားဟေးစင်ကြီးမင်းကြီးမကန်နဲ့ဖြစ်မဖြစ်ငါခိုင်းတာလို့သွားဟုတ်ကဲ့ဆိုပြီးကလေးမလေးထွက်သွားမုတ်ဆုနောက်ကလိုက်ဒီမှာလက်ဆရာကြီးဟေးဟာကလေးမပါတော့ရပောင်တော့ကျုပ်စကားလေးပြောကြရှိလို့ငါကြတာမနေနိုင်ဘူးဟဲ့ဈေးမိသွားရမှာဟဲ့မိပါတယ်တော့နဲ့ဖြည်းဖြည်းပေါ့ဖြည်းဖြည်းမဖြစ်ဘူးသားကောင်ငါးကောင်တွေကကြာရင်ပုတ်မှာဈေးမိအောင်ငါရောင်းအောင်မှာဟဲ့မပုတ်ပါဘူးတော့နေအေးလေနေငါကမပုတ်တာဒါရပုတ်မှာဟဲ့ခဏလေးပါတော့ဟိုနေပါဦးတော့ဟိုကျိုးတောက်ထားပါတော့ဒီမှာကျုပ်ပြောမယ်တော့လူကိုင်းကွာဘယ်နဲ့လုံမဲမလို့ကွာမင်းကလေးကယောက်ျားလေးတယောက်လူယိုလားလူအိုလားမေးဘူးအတော်ခက်တယ်ကွာဟိုတော့ကမေးရဘူးကွာခုတော့မှမသိကြည့်ဟေ့မင်းတို့တော့ခက်တယ်နင်ပါပြောတာဟောပါဘူးကျုံတော့မေးနေတာတော့လူတင်းကြီးဟဲ့ပြောနေစမ်းမလဲဘာမှမသိဘူးဟိုဒီလိုပါတဲ့ဟိုတော်မင်းမဘူးတော့ပရိယေဟဲ့ငါတော့မှမာယာဟဲ့ငါတရားကကြိုက်တဲ့ဘက်ကဖဲ့စားလို့ရမာယာဟဲ့လူယိုလားလူအိုလားမေးရမှာကနေမိမပရိယေဆိုတော့တင်ခတုပတ္တိညာကောင်းနဲ့တော်မင်းမဘူးတော့တူပဲဟဲ့လူယိုလားလူအိုလားမေးတာနဲ့တော်မင်းမဘူးတော့ဆိုတာနဲ့တူပဲဟဲ့အထူးဘူးအဖေနဲ့မေ့လင်းလို့ကြည့်လေတော်မင်းမဘယ်သူလို့ဆိုတော့ဟဲ့အမေမဆိုတော့ဘာလို့ဟောတော်တဲ့နေပြီတော်နှုံတဲ့လူကြီးတော်မင်းလို့ဆိုတော့တော်မရပေါ့အလိုလေးမလောက်ပါနဲ့ကလေးမရဲ့ဒီရွယ်ထိငါတခါမှမရဘူးသေးပါဟုတ်တော့ဘယ်နဲ့အကြီးပါလဲဒါဖြင့်တော့မရမရှိဘူးပေါ့မရှိဘူးပေါ့ဟဲ့မရှိရင်တော့လူပြိုပေါ့မရမရှိမှတော့လူပြိုပေါ့ဟဲ့တရားသူကြီးသမီးကြတာငါလာစစ်သေးနေလူပြိုကစစ်တယ်လားတော့တဲခန့်နေပါလားဒီကလေးမဟဲ့ဒီမှာလူပြိုစစ်မစစ်နွားလို့လူလက်သေးပေါ်တင်ကြည့်လို့ဖြစ်တဲ့မျိုးမဟုတ်ဘူးဟာငါလည်းပြောတယ်ရီတာငါဘာလို့ရီမှမသိလူမျိုးပေါ့ဟဲ့မိမမရှိမှတော့ကိုင်းငါအစ်စ်ဟောတာတော့မပေါ့ဟဲ့နေဘယ်နဲ့ရှောက်မင်းနေမှမသိပဲကိုင်းဒါဖြင့်လူမျိုးလဲဖြစ်တယ်လူမျိုးအစ်စ်လဲဆိုရင်တော့ကျုပ်စာလေးဆောင်ပြလိုက်ပြစေလာပြန်ပြီဒီကလေးမနော်အဲ့ဒီစာငါဘုသူ့ပေးရဟောတော့ပေးနိုင်ဘူးပေးမှာတော့ဖတ်ကြည့်ပေါ့မဖြစ်ဘူးလူပြိုလားလဲမေးတယ်အစ်စ်လားလဲမေးတယ်စာလဲပေးတယ်ဒီကလေးမငါဘာလို့မလို့ပါလဲယောက်ျားမိန်းမပြန်ကြောက်ဟိုတုန်းကခုမဟုတ်ပါဘူးကွယောက်ျားမိန်းမပြန်ကြောက်နေငါဘာလို့မလို့ပါလဲဒီမှာရောက်တော့ယူသွားပါမယူဘူးမယူခြင်းနေတော့ကျုပ်တော့လှဲပေါ်ပြစ်တင်ထားခဲ့လဲပေါ်ပြစ်တင်ထားပြီးတော့ကလေးမလေးကယူသလားမယူဘူးလားသမင်လေပြန်လေးကြည့်သွားလေကလေးကဝေ့လာတော့စာရွက်ကလေးကလွင့်ကြမယ်အလုံးမယူဘူးဆိုတဲ့လူကြီးကကျိုးနှစ်ပင်လက်နဲ့လွတ်ပြီးပက်လက်လာနောက်ပြန်ဖမ်းပါသွားပါဟဲ့
မယူပဲဘယ်နေမလဲကွယ်ယောက်ျားလေးပေးတဲ့စာတော့အိန္ဒိယရှင်မိန်းကလေးယူသေးတာမိန်းကလေးပေးတဲ့စာယောက်ျားလေးမယူဘူးဆိုရာဇဝင်ရိုက်မှာပေါ့ကဲယူသွားပါဗျဘာသာတွေမှလည်းမသိမဖတ်သေးဘူးသူစာဖတ်လို့ဖြစ်ဘူးငါကဈေးရောက်လို့ပြီးသေးဘူးငါကိစ္စမပြီးသေးဘူးကိစ္စမပြီးခင်သူစာကြည့်လိုက်ရင်သူစာတဲ့ပါလာမှာတွေကဝမ်းနေရမှာလားဝမ်းသာရမှာလားမိသိကြီးဆန္ဒရပါဘောငါလည်းဘေးဖောက်ထွက်သွားဘူးပါဘာကြောင့်လို့ပြောတယ်မှတ်ပါဒီတော့ကောင်းပြီသူစာကြည့်လိုက်လို့ဝမ်းနဲ့ဝမ်းသာဖြစ်ရမယ်ကိစ္စငါအလုတ်ခွင်ရောင်းဝယ်တဲ့ကိစ္စအနှောက်အယှက်တော့ဖြစ်မခံနိုင်ဘူး။ရောင်းဝယ်တဲ့ကိစ္စပြီးမှကြည့်စာခါကြတဲ့ညရန်ကုန်မြို့ကငန်းကြီးများနှမများမှတ်ထားကွယ်ငါသင်္ကန်းစာပေးရောင်းဝယ်တဲ့ကိစ္စပြီးမှကြည့်မတဲ့ဟဲ့။ကဲဥပမာပြောကြပါစို့ကွာဥပမာငါပြောမဟဲ့မိဘကဈေးလွတ်တဲ့ဟဲ့ငန်းကြီးများနှမများမိဘကဈေးလွတ်တုံးကိုဈေးမရောက်ခင်လမ်းမှာမင်းတို့ဘာသာဘာဝစာဖြတ်ပေးပြီးဆိုကြပါစို့ကွာဖတ်နေဦးမဖတ်နဲ့ဦးမိဘခိုင်းတဲ့ဈေးကိုရောက်အောင်သွားမိဘခိုင်းတဲ့အလုပ်ကိုပြီးစီးအောင်လုပ်ပြီးတော့မှခါတဲ့ငါဒါဘာလို့ပြောနေနားထောင်ကျမ်းဂန်နဲ့မပါဘူးစာရဲမပါဘူးလောကငန်းကြီးငယ်နှမငယ်များမိဘထော်လောကန့်လန့်နဲ့ရင်ဘတ်ကန်းကံပြီးထွက်သွားတဲ့ညီငယ်နှမငယ်တွေများလုံးလို့ငါပြောနေတာဟဲ့မဖတ်နဲ့ဦးအကယ်၍မင်းတို့ကမိဘခိုင်းတဲ့ဈေးကိုမိဘခိုင်းတဲ့အလုပ်ကိုပြီးအောင်မလုပ်ဖဲမသွားဘဲနဲ့ဒီစာဖတ်လိုက်ရင်ကိုင်စာရဲပါလာတာကခုချက်ချင်းလိုက်ခဲ့ရမယ်ကိုင်စဉ်းစားစမ်းပါငါညီများနှမများလူသားတွေတော့သိတယ်တော့ငါပြောဒီပညာလည်းမွေးကြတဲ့ကမသိမဲတတ်တာသိတယ်နော်မိဘခိုင်းလိုက်တဲ့ဈေးနဲ့အလုံးမပြီးခင်ဖတ်ကြည့်လို့ဖောက်ကြည့်တော့စာရဲကအခုလက်ခဲ့ရမယ်ဆိုတဲ့နေရာနဲ့ငါညီများနှမများဘာလဲကွာရှာတော့ခတ်ရရပေါ့ကွန်ပွဲရဆိုတော့ဘာဆိုလားပလဲရဆိုလားငါတော့မသိဘူးစာမတတ်ဘူးဟဲ့အင်္ဂလိပ်စာတော့မတတ်ဘူးရှင်းကြည့်သားဟဲ့မိဘခိုင်းတဲ့ဈေးနဲ့မိဘခိုင်းတဲ့အလုပ်နဲ့အခုလိုက်ခဲ့ရမယ်ဆိုတဲ့စာနဲ့ချိန်ဝင်မောတင်းကြည့်သားဟဲ့ဘယ်ဘက်ချိန်ဝင်ရှာထွက်မလဲလေဆိုတော့အခုလိုက်ခဲ့ရမယ်ဆိုတဲ့စီမင်းတို့သွားမှာဈေးမရောက်ဘူးမိဘခိုင်းတဲ့အလုပ်မလုပ်တော့ဘူးဒါတော့မိဘခိုင်းတဲ့အလုပ်တွေပြီးစီအောင်လုပ်ပြီးမှဒီစာကိုဖတ်ပါဒါသင်္ကန်းစာပေးနေတာဟဲ့ဟိုမှာမုတ်ဆိုးကြီးကြည့်ရောင်းဝယ်တဲ့ကိစ္စပြီးမှဖတ်မှာတဲ့ဝမ်းနဲ့ရောက်မှလားဝမ်းသာရောက်မှလားသူစာကဘာမှမသိဘူးတဲ့ခါကြညက်ကလေးမလေးကပြန်သွားပြီကြပဲလက်လံဖမ်းသွားတယ်မမလက်ထဲဆိုတာလက်ထဲမထဲပြီမလဲယူသွားတာတော့သိကြပြီမမဟဲ့နေပြန်လာဟုတ်ကဲ့ဘယ်နဲ့တော့စာပေးခဲ့တဲ့ဘောပြစ်တင်ခဲ့တာပဲမမရဲ့ဟဲ့ဒီကောင်မလေးလက်ထဲထည့်ခဲ့လို့ငါပြီးချာချာမှားလိုက်ရတဲ့ဒီတိုင်းပြစ်ထားခဲ့ရကလားဟဲ့အမလေးမယူမှာတော့မပူပါနဲ့မမရဲ့တဲ့ဘယ်နဲ့လံဖမ်းသွားတာတော်သေးရဲ့ဟုတ်လူလားလူဦးလေလားမမရဲ့ညီမကလည်းအမေးခက်လို့လူနဲ့ဖြစ်နေတာမမရဲ့နောက်တော့လေးသတိရတာနဲ့ဟောညီမကတော်မိမဘယ်သူလုံးလုံးမေးတာညီနဲ့တော်မိမဘယ်သူလုံးမေးတော့ဟောဘာပြောတော့ငါမိမဆိုတာဘာတော့လဲမမရဲ့တော့မရဖို့ဆိုတော့မလေးခုချိန်ဒီတစ်ခါမှမရဘူးသေးဘူးလေမမရဲ့မရမရှိတော့လူမျိုးပေါ့ဆိုတော့ဟဲ့မိမမမရမှမရှိပဲလူမျိုးပေါ့စစ်တက်လာတော့လို့ကြုံမေးတယ်မမရဲ့မလေးတိုးသားပြီမဲ့လို့လေကြုံငေါ့လိုက်သေးတယ်လူမျိုးစစ်မစစ်နွားလို့လက်သေးပေါ်တင်ကြည့်လို့ဖြစ်တဲ့မျိုးမဟုတ်ဘူးလေမမရဲ့ကြည့်စမ်းပြောတိုက်တနော်
ပြောတလိုက်တာငါနဲ့ပြန်ပြောခြင်းနဲ့တွေ့ပဒံတွေ့ပဒေအမျိုးမျိုးပေါ့ပြိဿရေသူ့စိတ်ထဲအန်ကျိတ်ပြီးတော့ခဲထားအဲ့ဒါလို့ခဲထားရင်ကဟေးဒါဖြင့်လူပြိုအစ်စ်ဆိုတာနဲ့ရှင်းပြီစာလဲယူသွားတယ်ဒါဖြင့်သူပြန်အလားငါကြည့်တာမှငါလိုက်မယ်လို့ရေးလိုက်တဲ့စာမို့လို့ဟေးဒီမှာခဏလေးငါစာရေးမိဘများထံရေးသူလိုက်သွားပြီပေါ့မိဘများထံစာရေးပြီးတော့ရှင်းမဲ့လဲဝက်လက်စာလေးအထုတ်ထုတ်ပြီးတော့ဟေးငါလိုက်တော့ဟေးဘယ်လိုက်မှာလို့မမရဲ့ဟဲ့ခုနကငါစာပိတ်ခန်းနဲ့မိုးဆိုးကြီးတော့ငါလိုက်မှာပေါ့ဖြစ်ပါမလားမမရဲ့ဟိုညီးလိုက်မှလားအေးငါလုပ်အေးဖြစ်မဖြစ်ညီးလို့လားလို့ဖြစ်တော့ငါလိုက်မှာပေါ့ညီမပြပြမလိုက်ပါနဲ့မမရဲ့ဟဲ့ငါမတားနဲ့မဟုတ်ပါဘူးမမမလိုက်ပါဘူးအောင်မညမျက်ရည်တွေပါကြလို့ငါသေးတယ်လမ်းသွားတာကြာငါမတားနဲ့မဟုတ်ပါဘူးမလိုက်ပါဘူးအောင်မလေးငိုတော့တာပေါ့ကွာဟဲ့ဒီမှာငိုနေတယ်ဟုတ်ပါဘူးမမရဲ့တဲ့ဟိုညီမကိစ္စမရှိပါဘူးတဲ့ဖေဖေမေမေကြီးတို့ကမေးရင်ဘယ်လိုပြောမလဲဒီမှာငါကြိုးကြောင်းစာရေးခဲ့တယ်ရော့ယူထားလိုက်အဲ့ဒါမိမများပေးလိုက်ငါသွားမယ်ဟုတ်ကဲ့ဆိုပြီးမျက်ရည်ကလေးနဲ့ကလေးမလေးနေခဲ့ရဆင်းပြီးအထုပ်ကလေးဂျိုင်းညာညှက်စောင့်မဟဲ့ပြန်လာပြီဟိုကလှဲကြီးနဲ့ဟာနွားနဲ့ရောင်းဝယ်တဲ့ကိစ္စအပီးဆိုတော့လေစာကလေးသတိရခါကြညှက်ထားရကထုတ်ဖတ်ရအောင်ချွေတွေနဲ့ရွှဲလို့စာကလည်းပဲတရားနာပြိဿချွေတွေနဲ့ဆိုတော့ဝစ်စပေါက်တွေများကုန်တာပေါ့ကောင်းစဉ်ဖတ်လိုက်ကလေးကသို့ပြိုးမောင်ကြီးဆိုလွဲကုန်တာပေါ့သူကသို့ပြိုးမောင်ကြီးတော့မဟုတ်တော့သို့ပြုတ်မောင်ကြီးဖြစ်ရကြည်စမ်းအမေငါမျက်နှာမြင်ကလေးကသူ့ရင်ထဲအသေးလေးဟာငါအပြန်သူအထုပ်ကလေးချမ်းချမ်းညလက်ရပဲလမ်းတော်ဘေးကစောင့်နေခြေရင်းအလူကျွေလိုက်ချင်တယ်ဆိုတော့စာအပေးခိုင်းလိုက်တဲ့ကလေးမရဲ့နှစ်ဖူးရည်ဒူးရည်ကြည့်တော့သူခိုင်းစေတဲ့ကျုံမနဲ့တူရဲ့ကြည်သမ်းကိုရှိကရတယ်တထေးသမီးပဲတဲ့ကိုထားလိုက်တဲ့အဝအသားနဲ့ခင်းထားလိုက်တဲ့ရွှေတွေငွေတွေကလည်းကြည်စမ်းဟုတ်ပြီသူတော့လိုက်တော့မှာပဲမဆုံးမင်းပဲလို့ကြံရပါမတော့ဒီကနေ့တော့မင်းဖြီပေါက်မလားထောင်ကြမလားမသိတခုခုတော့တခုခုပဲလက်ယုံတွေကလည်းမသိမသာပြုတ်ကြမတတ်လှုပ်လိုက်ပါပြီမသိမသာလဲဆိုပြုတ်ကြမတတ်လှုပ်မြက်ခေါင်းကလည်းမသိမသာလှုပ်လိုက်တာအမွှေးတောင်တဝက်လောက်ကုန်ပြီထင်တယ်လွန်ဘူးလားကွာအမွှေးတဝက်ကိုအောင်လှုပ်တယ်မြက်ခုံးအလေဟာလှလဲလှဘူးဟေးလှလိုက်လေချင်းလှပြီမဲ့လို့သူ့မျက်နှာစစ်စစ်စိုက်ပြီးတော့မကြည့်ရဲပါလားကွဲမှုဆိုရင်ကြည့်ရဲဘူးတဲ့ဟဲ့ယောက်ျားပဲကွာဟေးငန်းကြီးများရန်ကုန်မြို့ကငန်းကြီးများယောက်ျားပဲကွာဟိုတော့ကယောက်ျားကလေးတယောက်ကယောက်ျားပြူတယောက်ကမိန်းမပြူတယောက်မျက်တောင်မခတ်ဖဲနဲ့စစ်စစ်စိုက်ကြည့်ရမှကြောက်တဲ့ကွယ်တို့ဟိုတော့ကဧကကြီးဘယ်တော့ကဟိုတော့ကဆိုမင်းတို့သိတို့ငငယ်တုန်းကတင်ပြောရအောင်တို့လေတောရွာကွယ်တို့ကတောသားလမ်းကြားလျှောက်သွားလို့မိန်းမပြူနဲ့ယောက်ျားပြူနှစ်ယောက်ချင်းဆုံရင်လေတယောက်ကဟိုဘက်ဝင်းတရံဘေးကတ်သွားတယ်တယောက်ကဒီဘက်ဝင်းတရံဘေးကတ်သွားတယ်မျက်နှာကြီးတွေအောက်စိုက်တယောက်နဲ့တယောက်ကြည်ရဲဘူးဒီထဲမြန်ကောင်းကလေးထောင်လိုက်လို့မြင်နှချင်းဆိုင်အကြည့်ချင်းဆုံသွားရင်လေခြေနှားနေတောင်နေမြောက်နေဖြစ်ကုန်တာကွာဟိုတုန်းကယောက်ျားယူမိန်းမယူနှစ်ယောက်ထဲဆုံတာတောင်မှဟိုတုန်းကမကြည့်ရဲကြခုခေတ်ကောင်လေးတွေကောင်မလေးတွေနှစ်ယောက်ထဲတွေ့ပေးလိုက်ချင်းပြောကောင်းမလဲကွာဘာမှကူပြောကောင်းမှာမဟုတ်ပါဘူးကွာ
quá là hệ hồ rung ngàn này khu này quên ngã nhìn nhận nằm ở nhà rồi bây giờ gì rồi họ đi ngã giang cùng với nhau là đúng ngã trong ốc cái là bà bơi ra đã xin dùng này cho chính cái gì cho chính cái gì ấy đi đúng ngã ngã tới nhà này là họ để giang cùng ngã mà tì về bây giờ chết quên lâu gì tì về quên mà tì rồi gì mà tì về này aku tăng ngã xí cả anh nhau tới nhà tới quên cái anh nhau tôi chỉ chừng lại chỉ chừng lại cả ngã tới nhà tới quên thì ya vào mẹ ở trong phố như quên tới nhà phanh ya vào mẹ ở trong thuê mua sắm xả lại đó Mandalay giao được cha đi gan xả đó về này đúng rồi về tết tao nó mà biểu được sắm xả luôn mày à có đi lại xả luôn mày à rồi về mà nó tuổi rồi rồi cứu chồng nhà mà nó tuổiအဲ့ဒါဘုန်းကြီးပါမှမသိသမင်းညာဆရာတော်ကျွတ်တို့နေလားကျုပ်ရဲ့နောင်တော်ကြီးအလုတ်တူနောင်တော်ကြီးပေါ့ဒီကူအရင်ပမာဏမနေ့ဖြင့်ကညအတောင်ကျုပ်သူ့เจ้าမှကျင်းအဲ့ဒီသမင်းညာဆရာတော်ဟောပြီးကျုပ်ရောက်အဲ့ဒီတော့ကမောင်ထိန်မော်တို့လာဖမ်းပြီးအဲ့ဒီကတိုက်ခွေတွေဟောဒီမှာဖြန့်လိုက်တော့နှံ့သွားတဲ့နောက်မှကျုပ်တရားပွဲလူစီတာဖတ်သပါလာတရားပွဲမှာဘိက္ခတိုးမပေါက်ဒီထဲတရားတိတ်ခွေတန်နေကြရတော့ဘုန်းကြီးကိုယ်တိုင်ကြည့်ခြင်းဒီထဲမောင်ထိန်မောင်ကတပည့်တော်ဆိုင်ကလေးဗျာတဲ့ရှိတဲ့နေရာလေးသိအောင်ရှင်မရကြွပါဆိုလို့နေ့လေကဟိုကန္နာစီဆိုင်စူပါစတာတိတ်ခွေသွင်းပြီးသားရောင်းတဲ့ဆန်ခဏလိုက်သွားပါချွေးတွေပြန်လာဒီကောင်မင်းငါပြန်ဘူးပဲခေါ်လာဆံမမကြတော့ပဲနဲ့အာဂျာနီကဆရာတော်ဆိုလိုက်ပြီးတော့ခါတယ်လာကြည့်ကြကျုပ်ကလည်းတရားဟောနေတော့ကျုပ်လုံးနဲ့ကျုပ်တရားနာပြတဲ့မျက်လုံးကျွတ်ကြရုံမကလို့သေအောင်ကြည့်ချက်ဘူးဒီတိုင်းထိုင်းနေတော့များလာကြည့်ရင်လေချွေးတွေကလူထွက်အဲ့ကောင်9မိနစ်တော့ဟိုလိုက်ဖို့ပြန်စို့တဖြည်းဖြည်းနဲ့ဒါတောင်သိမသိသေးဘူးသိပြီလာလို့ရှိရင်အဲ့ဒီတစ်ခါလေးယုံနဲ့ဆိုကျုပ်ကဘယ်လိုမှနေတော့မှာမဟုတ်ဒါတော့အဲ့ဒီကဲ့သို့တရားနာပြိတ္တာအတန်ကရောက်လာတော့လူကိုယ်တိုင်ဖူးခြင်းမြင်နေတာနဲ့တရားနာပြိတ္တာဟာအခုမှသီးလာတာပါအရင်တုန်းကကြိုးပြိတ္တာမရှိပါဘူးအဲ့ဒီတုန်းကငါရန်ကုန်အရောက်ဖိဓာတ်လေကားနဲ့တို့ရွှေတကုံဘုရားဖူးတောင်းတန်းပေါ်မှာကွတို့ဘုန်းကြီးတွေလာတာမမြင်ဘူးကောင်းလေးနဲ့ကောင်းပါလေးတို့အနားနာရောက်တော့လေခလေးမလေးကတို့ပဲလှဲ့ယောက်ျားလေးကတို့ကြောပေးရဲ့ကောင်းလေးလက်တုပ်ပြီးဟိုမှာဖုံးကြည့်လာတယ်လက်ညှိုးထိုးပြအဲ့တော့ကောင်းလေးကလှဲ့ကြည့်ပြီးတော့လေငါတို့ဘာပြောလိုက်တဲ့အရေးတယ်မှာကွာရှုပ်တာတို့လူရှုပ်ဖြစ်ရဗျာယောဟာကွယ်ဖယားတစ်ဆောင်ကြောင်းကန်နေတဲ့မှာသူတော်ကောင်းတွေဖယားဖူးရန်သွားတဲ့လာတဲ့ကူကြောင်းတစ်ဆောင်တွေထဲမှာတော့ငတ်ကြီးများငတ်တော်မှာများဟိုမနာလို့မဟုတ်ပါဘူးကွာနေရာတွေပေါ်ပါတယ်တိုင်းဓမ္မသားတွေမြင်တော့လေငါတို့ငတ်ကြီးများနှမများဒီလိုတွေ့သွားလိုက်ရင်ရှက်စရာငါသတ္ထသင်္ကာယနာတင်တဲ့လှိုင်ကူကြီးကြည့်ခြင်းလို့သွားတော့တရုတ်တော်ကြီးတွေခတ်ထားတယ်ဘာလို့ခတ်တာတော့ကျွတ်တို့ဝင်မကြည့်ရဘူးလားဆိုမကြည့်ရဘူးဗျာတဲ့ပိတ်ပြီးတဲ့ဟိုတုန်းကတော့လာတဲ့လူတွေကြည့်ရအောင်ဖွင့်ထားပါတယ်တဲ့အခုပိတ်ရပြီတဲ့ဘာပြုလို့ဒုံလို့မေးတော့ဖိုဟာတွေကဒီထဲလာအဖွာပြုကြတယ်ငါမေးကြည့်တော့ဒီစကားသားနေကြားရငတ်ကြီးများနှမများဝဲတော့မြမရင်ကျေးမှုဆိုတာဟဲ့ငါနှမများကြက်ကြက်ဂယုစိုက်စမ်းဟဲ့မြမအမျိုးသမီးရဲ့ရင်ကျေးမှုဆိုတာခြီသလုံးသားလူမြင်မှကြောက်ကောက်ဆိုင်တဲ့နေရာအလုပ်ပေါ့ကွာလူမြင်မှကြောက်တယ်လူစိမ့်တယောက်ကမျက်တောင်မခတ်ဖဲနဲ့စိတ်ကြည့်တာကိုအကြည့်မခံနိုင်မဲ့နဲ့မျက်လွှာလေးအောက်ချခေါင်းကလေးစိုက်သွားတာဟဲ့တို့မြန်မာအမျိုးသမီးရဲ့ယဉ်ကျေးမှုမှန်လားပြိတ္တာကြီးအပြော်ရီအားကြီးလို့အရှက်ကြောက်တွေကင်းသွားလို့
ဟိရိဥတ္တပခေါ်တဲ့ဒေဝဓမ္မတရားနှစ်ပါးမရှိရင်ဟဲ့ငါကြီးများဓမ္မများတိုင်းပြေကြီးတောင်ပြည့်စည်နိုင်ပါသည်ကွယ်တို့စေရနာပါဟိတို့မနာလို့မဟုတ်ပါဘူးတို့နဲ့ဘာမှဆိုင်ပါဘူးဒါပေမဲ့လို့ပြည့်စည်မဲ့ကိစ္စတော့ဖြင့်သတိပေးရပါမှန်လားပြိတ္တကြီးကံကြည့်ကွာမုတ်ဆိုးကြီးကြည်ရဲဘူးကြည့်ခြင်းလိုက်ပါပြီဒါပေမဲ့လို့မင်းမျက်နှာလေးကိုတဲတယ်မကြည့်ရဲပါလားကွယ်တစ်ချစ်တော့မဖြစ်နေတာနော်တဲ့တာမကြည့်ရတာဝင်းထဲကဖိုးချိုင်းတုပ်ကိုကွာကဲအဲ့ဒါလို့ဖြစ်နေတော့တရားနာပြိတ္တကြီးထူပါဘူးငါလဲငါစိုက်မောင်းတာကောင်းထင်ပါရဲ့နွားတပြာလေးနဲ့ရိုက်ဟာနွားနဲ့ခတ်တုတ်မောင်းဟုတ်တော့ကြည်စမ်းငါတခါလေးကြည့်ပြီးနောက်ထပ်မကြည့်ဘူးအဲမသိမချင်းကြည့်ရမယ်ဆိုင်ဘယ်လိုကြည့်မလဲဟေးမောင်ကြီးဟုတ်တော့ငါပေးတဲ့စာနဲ့သူသုံးတော့ဖတ်နေတာမြင်ပါလေငါသိရတာနဲ့ငါဒုက္ခဖြစ်အောင်ကလိပ်ပြီးတော့ဘယ်နဲ့ကြောင့်ဇုံမောင်းသွားပါလိမ့်မတော့မဖြစ်ဘူးငိုင်မရှိကြိတ်မရှိငတ်မရှိသုံးပါငါကကြိုက်ပြီးတဲ့ကိစ္စမင်းမစီပြတ်တယ်လို့ဆိုခြင်းဆိုကြတော့ကြိုက်ထူတော့ပါဘူးလေဆိုခတ်တော့ကလေးအပြေးကလေးလိုက်ဒီမှာတော့လက်ဖြာကြီးအနွားကျူးကလေးတောက်ဟဲ့ဘာလို့ကလေးမတော်ပဲသွားမှာငါ့သွားမှာပေါ့တုတ်လိုက်ချင်လို့နင်းပဲတော့ဟာတော့ပဲသွားမှာတော့ငါသွားမှာပေါ့ဟဲ့ကျွန်တော်တော့ရှိလိုက်မလို့ပေါ့မဖြစ်ဘူးဖြစ်ပါလေတော့အိမ်ဘယ်သူနဲ့နေငါပြောင်းနေတာပေါ့ဟဲ့တော့ပြင်းစရာကြီးတော့အဲ့ဒါလေးလုံလားဟဲ့ဟုတ်ပါဘူးတဲ့ဟိုကျုပ်လိုက်လာလို့ရှိရင်တော့အဖော်ရမဖြစ်ဘူးနေမလိုက်နဲ့ဟုတ်ပါဘူးတော့ကျုပ်လိုက်ချင်လို့ပါမလိုက်နဲ့ဆိုနေမှလိုက်မှာပဲတော့အထုပ်ကလေးပြစ်တင်အဲ့ကလေးမပြေဘူးငါဒီတရားဟောပြီးတော့စိုးနဲ့သိမ့်တံသွားမလေးဟုတ်သားပဲကွာငါကြားဘူးတာလေစိုးကတင်မောကြီးကဇွတ်တက်ရောဟိကိုသိမ့်တံစိုးလိုက်ခဲ့မယ်ဇွတ်တက်ဒီတော့သိမ့်တံညဘာပြောလဲမပြေဘူးစိုးဒုက္ခကြီးကြားကုန်ပါလိမ့်မယ်ပြောတော့ဟုတ်ကွာဒုက္ခများကြမလို့ပါဘူးတဲ့အကျိုးကြောင့်စာရေးတိဖြစ်လိုက်ပါပဲမပြေဘူးစိုးမလိုက်နဲ့ဒီလိုပြောတော့ဘာပြောလို့စိုးကကိုသိမ့်တာပြောတာကိုကွာကိုသိမ့်တာကိုသိမ့်တာနောက်ဆုံးမြတ်ချက်ပါဘာလဲငါလည်းတောင်ရောက်ရောက်ကြတာကွာနော်ရောက်ချင်းရောက်ပါစေတော့ပြောနေစားတယ်မထူးပါဒါကိုသိမ့်နိုင်ရဲ့နောက်ဆုံးမြတ်ချက်ပဲလားတဲ့ဒီလိုဆိုရင်ဆိုအိမ်ကိုလည်းမပြန်တော့ဘူးတဲ့မြစ်ထဲသူ့ဘဝဇရေတော့မယ်ဆိုပြီးပြေးခုန်ချမ်းတော့မလုံးနဲ့လေခொနဲ့ကမလိုက်နဲ့ဆိုတဲ့လူကြီးကမဖြစ်ဘူးဆိုတဲ့လူကြီးကနောက်ပိုင်းဘာပြောတော့မလက်ကလေးလှမ်းဆွဲငါဆွဲတော့မသိဘူးနော်ရပြောတာဘာပြောတော့နောက်ကြတော့တကယ်တော့သူ့အပေါ်ဘာတွေညာကပြီးတော့ပါသွားတာပါပဲကွာကြားနေရောပါမသွားဘူးလားပြိတ္တကြီးဒီလိုပဲပေါ့ကွယ်မုတ်ဆိုးကြီးလည်းမဖြစ်ဘူးနဲ့ဇွတ်လဲပေါ်တက်လိုက်တော့ဂိုင်းပါသွားသူကြောင့်ပါသူအဲ့ဒီလိုလှဲပေါ်တက်လိုက်ယူပါသွားတော့ကလေးမလေးကရှေ့တူမုတ်ဆိုးကြီးလှဲဦးကြောင့်တူယောက်ျားနဲ့မိန်းမယောက်ျားကကြောက်ငါတို့မှများယောက်ျားကကြောက်တယ်ဆိုတာပိတ်ဘဝင်မမြင်နဲ့ကြားလားမိမကိုယောက်ျားကကြောက်ရင်ပြည့်စည်ပြီလင်ကိုနတ်ကဲ့သို့လှုပ်ကြွေးရတယ်လော်လီချင်းငါးပါးကင်းပြီးအဲ့ဒါလိုများလှုပ်ကြွေးရင်လေနတ်ပြည်ရောက်ပြီပြီးတော့လေယောက်ျားဘဝဆူတောင်းလို့ရတယ်မှတ်ထားကြကြည့်အခုယောက်ျားကဘာလို့ကြောက်တာတုံးဆိုတော့ခိရိဥတ္တပနဲ့ကြောက်ပေချင်းဆိုဆဲလို့ကြောက်တာတော့မဟုတ်အဲ့ဒီပိုင်းဟိုကရှေ့တို့ဒီက
ဇွတ်တိုးလိုက်ရှေ့တိုးသွားရတာကွာမုတ်ဆိုးဓမ္မချက်ခံလို့မနှုတ်ရှေ့ဂျွန်းပြန်ကြကဲဒီလိုနဲ့လှဲဖို့ပါသွားတူတူပြောကြစို့ဟေ့အိမ်ရောက်တော့အခင်းပြေသွားပြီဆိုကြပါစို့လဲပေါ်တဲ့ပြေပြီးသားနေမှာပါကွာဘယ်သူပါရမမဟုတ်ဖဲနဲ့ပြောဆိုပြီးသားပေါ့ကဲအိမ်ရောက်လို့အခင်းပြေတော့အတူတကွလေရမရရဲ့ဆိုပြီးတော့နင်းလာလိုက်ကြတာဟဲ့တော့သားတစ်ယောက်ဖွားမြောက်နောက်တစ်ယောက်များမကြခင်တစ်ယောက်နောက်ထပ်များမကြခင်ဆိုပြီးတစ်နှစ်ကျော်လောက်တော့ကြာမှာပေါ့ကတိကတဝင်လာမှဆိုလို့ဟုတ်သားပဲတောက်ဆောက်ကြည့်တော့ဘယ်ဟုတ်မလို့ကဲနောက်တစ်ယောက်ကြားနေရောကွာဟိုဘွားကသား9ယောက်ဒီလိုက်လာခတ်တုတ်ပေါ့တယောက်9လ10လဆိုငါတရားငါသေးတောင်ပြီးဒီမှာပြီးကဲတရားတဲ့ဆိုတော့ခတ်တုတ်ခေ9ယောက်ဖွားမြောက်ရောက်ပဲဒီလို9ယောက်ဖွားမြောက်ပြီးတော့နောက်သားအကြီးတယောက်ကိုမင်္ဂလာဆောင်ပေးလိုက်နောက်တစ်ထောင်9ဆောင်ကွာကန်ခတ်တုတ်ပေါ့ဒီနေ့တော့တုတ်ကြီးပဲဟဲ့နောက်ဘဝကသား9ယောက်နဲ့နောက်ဘဝကချွေးမ9ယောက်16ယောက်ပေါင်းပြီးကြပါလေပြီပေါင်းပြီမလားပြိဿကြီး16ယောက်ပေါင်းပြီးတော့သူတို့စီးပွားရေးမုတ်ဆိုးဝါနဲ့လုတ်ကင်စမ်းတောက်ပြီးတော့လာခဲ့ကြဒီကနေ့တော့သုံးလောကထောထားဂေါရမမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကရှင်ဝိညာဉ်တော်ကိုယ်ရကဖြန့်ကျက်ပြီးတော့ကြည်လိုက်တဲ့အချိန်မုတ်ဆိုးကြီးနဲ့တကွသား9ယောက်ချွေးမ9ယောက်15ယောက်အပေရကပိတ်မဲ့ဥပနိတရားကိုမြင်တော်မူသဖြင့်ယဟန်ကြီးရောက်ဖန်ဆင်းပြီးတော့တပါးကြီးကြွဘုရားကိုယ်တော်ကခြုံနှဲဝင်တဲ့သုံးဒီကနေ့မုတ်ဆိုးထောင်ထားသောပိုက်ကွန်တွင်းသို့သားကောင်းတွေဓာတ်ကောင်းမှမမိကြပါစေကုန်သတည်းအဋိဌံလိုက်ငါဟရအဋိမထံခင်မိနေနှင်ပြီးသောသားကောင်းများလည်းလွတ်မြောက်ကြပါစေကုန်သတည်းပိုက်ကွန်တွေသားကောင်းတွေဓာတ်ကောင်းမှမရှိမုတ်ဆိုးကြီးလျှောက်ပြီးရှာလိုက်တော့ဟာတဲ့ထူးခြားပါလားဒီနေ့ခါရဲဆိုရင်ဒီချိန်အိမ်လှဲတဲ့စီတိုင်းတော့ပြန်ပို့ပြီးပြီဒီကနေ့ပြနေဆုံးသားကောင်းကြီးတကောင်မှမမိပါလိမ့်မစို့တာငါရမှုရှိတယ်တွေ့ကြသေးတာပေါ့ဆိုပြီးရှောက်အချာလိုက်ခြုံပုတ်ထဲဖယားသတင်းသုံးနေတာတွေ့ရကြည့်စမ်းရဟန်းရုပ်ဒီညောင်ငါပိုက်ကွန်နဲ့သားကောင်းကြီးတကောင်မှမမိရဟန်းရုပ်မုတ်ဆိုးဒေါသဖြစ်ပေတော့ဆိုပြီးတော့မြားနဲ့ပြစ်မလို့ဒူးတစ်ဖက်အောက်ထောက်ပြီးမုတ်ဆိုးတိုင်ထိုင်လိုက်မုတ်ဆိုးထိုင်မှတော့မုတ်ဆိုးတိုင်ပေါ့ဒါကမှမုတ်ဆိုးတိုင်အစ်စ်တချို့လူတွေကပြောသေးသူ့ကိုယ်သူလည်းဘာမှမသိငါမုတ်ဆိုးတိုင်ထိုင်ပြမုတ်ဆိုးလည်းမဟုတ်ပဲနဲ့ကဲဟိုမှာမုတ်ဆိုးကြီးထိုင်တော့မုတ်ဆိုးတိုင်အစ်စ်မြားနဲ့ချိန်တယ်ဘုရားဘုရားကိုယ်တော်မြတ်ကငါဘုရားအားမြားနဲ့ပြစ်မလို့ကြံရွယ်နေသောမုတ်ဆိုးထောက်ထားသောဒူးနဲ့မြေကြီးနဲ့ထောင်ထားသောဒူးနဲ့တရောင်စစ်နဲ့မြားကိုလှမ်းပြီးတော့နှိုက်သောလက်နဲ့ပခုံးနဲ့တင်ပါနဲ့ဖနှောက်နဲ့ခြေပြားနဲ့မြေကြီးနဲ့အကုန်လုံးကပ်ပြီးတော့ခွာမရပဲနဲ့ကြောက်ရွံ့ပမာဏတီးပါစေသာအဋိဌံလိုက်ဟိုဆိုကြီးလှုပ်တော့ပထမတော့အတန်ထွက်သေးနောက်အတန်တောင်မထွက်ဘူးပြောက်သွားလှုပ်ဟိုဆိုဒုက္ခရာလို့တောင်ကုတ်ဖို့ခက်ပြေးသားကြီးဖရာဒိဋ္ဌာနာနော်ပြေးသားကြီးကျုပ်နည်းနည်းမေးမယ်ဟိုလိုချင်ရင်ပြောကြသားမှာပြေးသားကြီးဟိုကြောက်ရွံ့ပမာဏမလှုပ်မကြွတီပါစီသားလို့များအဋိဌာန်လို့ပြေးသားကြီးရချင်ဘူးလားဒီမနာမမနဲ့ကြဲကြဲပြောဟုတ်တယ်ကြဲကြဲပြောဘုန်းကြီးကြာကြာနာနာမေးနေသားပေးတာကြီးမေးရအောင်
ဖယားကိုတော်မြတ်ကြီးကကြောက်ရွံ့ပမာဏတီပါသေးသားလို့အထိတ်ထမ်းတော့မလှုပ်သလိုပရိသတ်ကြီးကလည်းကြောက်ရွံ့ပမာဏမလှုပ်မကြွတီပါသေးသားလို့အထိတ်ထမ်းလို့များရခြင်းမူလားပရိသတ်အာဒီကျုပ်ရခြင်းတယ်လို့ဖြေတော့မေးတာမေးရတယ်မရခြင်းမနဲ့ပရိသတ်ကြီးမရခြင်းနဲ့ခမည်းတော်အခုခေတ်ရရင်မလွယ်ဘူးထင်တယ်ဒုက္ခများလိမ့်မယ်ထင်တယ်ဖယားကိုတော်မြတ်ကဒုက္ခဖြစ်အောင်တမင်တက်တဲ့ညှင်းသေးပြီးတော့အဋိဌာန်တော်မူတာမဟုတ်ဘူးခမည်းတော်ကအမြင်ကတ်တဲ့လူတိုင်းကိုကောင်းကြီးမလှုပ်ဖဲနဲ့ငုံတောက်ကြီးနေကွာဟိုကောင်မကြီးအဲ့ဒီတိုင်းနေစေတပြေလုံးအမြင်ကတိုင်းလုံးငုတ်တုတ်လုံးမစားရပဲဒုက္ခဖြစ်ကုန်လိမ့်မယ်ထင်တယ်ဒါကြောင့်ရခြင်းတော်လဲဒီလိုအတိတ်ခံလို့ရမယ်မဟုတ်ဆိုတာယုံညခမည်းတော်ကျွတ်တို့စိတ်နဲ့ဖယားကိုတော်မြတ်ကြီးရဲ့ကရုဏာနဲ့ရှင်းတဲ့စိတ်တော်ကြီးနဲ့မတူရလားပြိဿဖယားကိုတော်မြတ်ကတော့ငါဖယားကိုတဲ့မနောကံနဲ့လည်းပြစ်ဖို့ကြံပြီးပြီတဲ့ဝစီကံနဲ့ကတော့ပေပေတော့ရဆန်းရုပ်လို့ဆိုပြီးပြီတဲ့အကယ်၍ကာယကံနဲ့သူတကယ်လို့ပြစ်တော်လဲပဲဗုဒ္ဓနံဒီဝိတတနသက်ကကေနတိအန္တရာယောကာတုံလို့မြတ်စွာဘုရားကိုတော်မြတ်ဤအသက်ခေါ်တဲ့အာယုတော်အားသူတစ်ပါးတတ်လို့မသေးနိုင်သူတစ်ပါးရဲ့ပယောဂနဲ့ပရိနိဗ္ဗာန်မဆန်နိုင်မသေးပေမဲ့လို့ကာယကံမြောက်များမြားနဲ့ပြစ်လိုက်မိသည်ရှိသောအဝိစီကိုလေငုတ်တုတ်ဆင်းသွားမှတနာတဲ့ကရုဏာကြီးနဲ့အဋိဌာဏမျိုးကဲလှုပ်တောင်မဆိုးကြတော့ကသားတို့မင်းတို့ဖေပြန်မလာဘူးလိုက်ကြခန်းချမ်းသူများတွေ့နေသလားသားခွန်ကြောင်လိုက်လာလေးတွေမြားတွေကိုစီယူလို့ဟေးဟာကြည်စမ်းအဖေထောင်ထားတဲ့ပိုက်ကွန်နဲ့သားကောင်တွေကောင်မှမရှိဘူးကွာသားကောင်တွေများတင်ပြီးအိမ်များပြန်လေသလားခါတိုင်းဒီချိန်အိမ်လဲတစ်စီတိုင်းတော့ပြန်ပို့ပြီးအိမ်ပြန်လာတော့မဟုတ်တော့ဘူးဟေးအဖေရံများတွေ့နေသလားလာရှာသားစို့ရှောက်ပြီးတော့ရှာလိုက်တာပရိသတ်ကြီးအဖေငုတ်တို့ထိုင်းရတွေ့ဟာဟေးတို့ဖေရံတွေ့ပြီလာပြေးအောင်ဟေးလာအဲ့ဒါလို့ခေါ်ပြီးတော့9ယောက်အဖေနောက်ကငုတ်တုတ်ထိုင်ပြီးမြားနဲ့ချိန်လိုက်တော့ဘုရားကိုတော်မြတ်ကသူ့သား9ယောက်ဒီသူ့ဖေကဲဆိုမလှုပ်မကြွငုတ်တုတ်ကြီးကြီးရှိကြပါစေသာတထမ်းအဘရှိအောင်ငုတ်တုတ်ကြီးလှုပ်မလှုပ်တော့လေမုတ်ဆိုးကြောဖြစ်တဲ့သောတာပန်မလေးကသမီးတော်လာကြညီတို့လေငါတွေလည်းပြန်မလာဘူးတို့ရင်ငါဟာကြီးလည်းခုတည်းထိပေါ်မလာဘူးတို့ရင်ငါဟာကြီးဆိုတာမုတ်ကြီးပြောတယ်အဲ့လေမုတ်ဆိုးကြီးပြောတယ်လိုတော့လို့ပြန်ဖြစ်ရသမီးတော်မေးလိုက်မယ်လားသွားကြစို့ဆိုပြီးတော့ရောက်ခမနဲ့ချွေးမ9ယောက်10ယောက်သွားလာကြဒီရောက်တော့ဟဲ့သမီးတို့ကြည်စမ်းပိုက်ကွန်နေတဲ့လေသားကောင်တကောင်မှမရှိဟောကြည်စမ်းညီတို့ဖေကရှိကညီတို့အိမ်သားတွေကနောက်ကရန်သူတွေ့လို့ဝိုင်းချင်းနေကြပြီလားသွားကြစို့ဆိုပြီးတအားလေးပြေးပြီးနောက်ကငုံကြည့်လိုက်တော့ချိုးပုတ်ထဲဘုရားသတင်းသုံးနေတာတွေ့မလေးငါဖေဖျားပါလားသားတော်မပြစ်ကြနဲ့အဲ့ဒါငါဖခင်ကြီးမလေးငါဖခင်ကြီးကိုမင်းတို့မပြစ်လိုက်ကြပါနဲ့မုတ်ဆိုးကြီးအဲ့ဒါကျုပ်ဖခင်ကြီးမပြစ်နဲ့သားတော်ရေငါဖခင်ကြီးကိုမင်းတို့မပြစ်လိုက်ကြပါနဲ့အမလေးငိုမှာပေါ့ဗျာငိုတယ်လို့မှတ်ပေါ့ငါသားတော်မပြစ်ကြနဲ့မုတ်ဆိုးကြီးမပြစ်နဲ့အဲ့ဒါကျုပ်ဖခင်လို့ဆိုတော့ဒေါသလေးတွေပြေသွားတယ်အရေးကြီးတော့သွေးနီးမှရွှေမျိုးစတာကိုမုတ်ဆိုးကြီးဒေါသပြေတော့လှုပ်နိုင်လားကံကောင်းလို့
ငါမိမတစ်ထေသမီးဘွားနဲ့ငါနောက်လိုက်ပြေးလာတယ်သူ့ဖေလည်းငါတခါမှမြင်ဘူးငါမိမဖခင်ဆိုကံကောင်းလို့ငါရောက်ခမကြီးငါပြစ်တော့မလို့ရေးတဲ့ရွှေမျိုးသွားစက်သား9ယောက်ကလည်းဟာတို့အမေရဖခင်ဆိုရင်တို့အဖေကြီးတို့ပြစ်မိတော့မလို့ဒေါသတိပြေးလာလွယ်ဘူးနော်ရွှေမျိုးစက်ကလည်းတချို့ကရမ်းစက်ဒီနှုန်းကကျုံတော့ကရောက်ဖတ်တယောက်ပါကျုပ်အမနဲ့ရအဲ့ဒါတကားတယောက်ကရှင်မရတာပါတော်လုံးနဲ့ကျုပ်ရောက်ဖတ်ပါဗျာဒါလူကတိကတလာပြီရှင်မရရောက်ဖတ်ဆိုတော့ရှင်မရကပွေးရတယ်လားသူကပွေးရတယ်အတော်ဆိုးတဲ့လူပါဆိုမှခင်ဗျားနဲ့ညာဘုန်းကြီးရောက်ဖတ်ဘုန်းကြီးပေးရတာပေါ့မသိဘူးဖရာတဲ့ဖရာနဲ့ဒေဝရကြတော့ဒေဝရကဖရာရောက်ဖဆိုတော့အဲ့ဒါကြတော့ဒေဝရကရသောရရာပေးထားဗျာဟောတယ်ကတိကတပြောပါတယ်ဒါကြောင့်တရားနာပြီးသားကြီးရွှေမျိုးဆက်ရာကထွက်သွားတဲ့သကလုံးကျုပ်ကဘေးချောထွက်သွားကိုင်းဆက်ကြပါအောင်သူဗျာဒီလိုဒေါသတွေပြေပြောက်တော့ကမှမြတ်စွာဘုရားတပည့်တော်လင်သားဖြစ်တဲ့မုတ်ဆိုးကြီးနဲ့သား9ယောက်ချွေးမ9ယောက်အပေရကားပေါက်ပိတ်အောင်တရားရည်အေးတိုက်ကျွေးတော်မူပါဘုရားလို့လျှောက်ထားတော့မြတ်စွာဘုရားကိုရောမြတ်ကသူတို့နဲ့တင့်လျောက်ပတ်တဲ့ဒေသနာဓမ္မကပြလိုက်တော့ဟောတရားနာပြိဿကြီးမုတ်ဆိုးကြီးနဲ့တကွာသား9ယောက်ချွေးမ9ယောက်ဒေခိနဲ့ဝိစီကိစ္စကွာလို့သောတာပန်နေဖြစ်ကြပါသည်ဧကကြီးသောကသောတာပန်ဖြစ်ပြီးသားမုတ်ဆိုးကတော်လေးနဲ့ဆိုတော့အခု15ယောက်နဲ့သောတာပန်ပဲ2ယောက်ဖြစ်သွားတယ်သောတာပန်16ယောက်ကိုင်းသူတို့လည်းအိမ်ပြန်ဖះလည်းကြောင်းပြန်ကြွတန်ဃာတော်တွေဖះကြောင်းတော်မှာစကားဖြစ်ကြဘယ်နဲ့တော့ငါရှင်းတို့သောတာပန်ဆိုတာသူများအသက်မတတ်ဘူးမဟုတ်လားပါဏာတိပါဒသိက္ခာဘုတ်အသက်ပေးဆောက်တည်သွားပြီမဟုတ်လားအခုတော့သောတာပန်မှလည်းမုတ်ဆိုးကြီးနဲ့လင်းမုတ်ဆိုးမရသောတာပန်ဆိုတော့ဒုတ်ပေးဓာပေးလှေပေးမြပေးဓာတွေပေးနေရသဖြင့်ပါဏာတိပါဒသိက္ခာဘုတ်ကြီးနဲ့ညှိမညှိသောတာပန်အတိဟုတ်မဟုတ်လို့စကားမေးခွန်းတွေထုတ်နေကြတော့ဘုရားရောက်သွားတယ်။ခြေသားများဗာပြောနေကြဒီလိုဒီကြောင့်ပါဗျာသောတာပန်ကြီးဖြစ်ပြီးတော့ဓာပေးဒုတ်ပေးဒီအလုပ်တွေလုပ်နေရပါဖြင့်ပါဏာတိပါဒသိက္ခာဘုတ်မှာလွတ်ကင်းပြီးတော့သောတာပန်အတိဖြစ်တယ်ဆိုတာဟုတ်မှဟုတ်ကြရဲ့လားလို့တန်တရားမရှင်းလို့ပြောနေကြပါဗျာ။ခြေသားတော်သောတာပန်အတိဖြစ်တဲ့ကွပါဏာတိပါဒသိက္ခာဘုတ်မှာမဏိမစွန်းမနဲ့တန်ရှင်းစင်ကြယ်ကွယ်လို့ဥပမာပြ၍ပါဏိမိစေဝနောနတဟရိယပါဏိနံဝိသံအဝနံဝိသမနွေတိနတ္ထိပါပောင်းအာကုပ္ပတော်တဲ့ဘုရားကဟဲ့ချစ်သားတို့အရေးနုထွားလက်ဖွားပြင်မှာအနာမရှိဘူးသူကြပါစို့ကွယ်အနာမရှိတဲ့လက်ဖွားပေါ်မှာအနာကိုတက်စီရတဲ့အထိတ်တင်တော်လဲအနာမရှိလို့အစိမ့်မတက်ဖဲလျော့ကြပြီးတော့ချမ်းသာရသလိုဥပမာလေးဥပမေယကချစ်သားတော်တဲ့ငါသမီးသည်ဒုံပေးတာပေးလေးပင်မြပေးလို့မုတ်ဆိုးခိုင်းသမျှလောက်ရတော့လေလင့်ဝတ်တရားမယားဝတ်တရားဆိုတာရှိတယ်ကွမယားဝတ်တရား9ပါးနဲ့လင်ကိုပြုစုရမယ်လို့ငါဘုရားဟောထားတဲ့တရားတော်အတိုင်းမတိမ်ပါရအောင်လားလင်ခိုင်းသမျှလောက်တော့လေငါပေးတော်ဒုက္ခလက်နဲ့ဘယ်နှကောင်ရပါစေဘယ်တော်တွေသေပါစေဆိုတဲ့စေရနာဆန္ဒမရှိပါသဖြင့်ပါဏာတိပါဒသိက္ခာဘုံမှာလွတ်ကင်းလေတော့ဒီခြေသားတို့ရှင်းရှင်းလေးပြောတာနော်မြန်မာလိုအဲ့ဒါလို့မိတ်တော့တန်ဃာတော်တွေကမြတ်စွာဘုရားတဲ့မုတ်ဆိုးကြီးနဲ့အပေရကပိတ်တဲ့သောတာပန်မကြီးနဲ့သားကောင်းနဲ့တတ်တဲ့ပါဏာတိပါဒသိက္ခာဘုံလွန်ကျူးတဲ့လူကြီးနဲ့ဘယ်နဲ့ကြောင့်များသွားပြီးတော့ရပါလိမ့်မလို့ဗျာရှောက်ကြချစ်သားတော်ဒီဘဝကရေစက်တမဟုတ်ဘူးကွဘိုးဘေဝတဏိဝတေနပစ္စုပန္နဟိတေနဝါနောက်ဘဝကရေစက်ဘုရားကိုယ်တော်မြတ်ကကျုပ်ဟောခဲ့တဲ့ရှေ့ပိုင်းကဇတ်ထုကလေးပြန်ဆက်ငါအိတ်နောင်တို့ကတ္တဗမြတ်စွာဘုရားလက်ထက်ကငွေရှိကလေးနဲ့ဖယဂျုံအဖြစ်ခေါင်းလုံးထိုးလှူပြီးတော့တစ်သက်6ယောက်အတူပြုခဲ့တဲ့ကုသိုလ်ကြောင့်ချစ်သားတော်နောက်ဘဝကရေစက်ကိစ္စဘယ်ဘဝကရေစက်ဟေးရေစက်ရှိလို့ဒီဘဝဇနီးမောင်နှံလာဖြစ်ကြတဲ့အချိန်ခါမှတင့်တဲ့လျောက်ပတ်စွာတယောက်နဲ့တယောက်တဲ့တဲ့ပျော်ပျော်ရွှင်ရွှင်အိမ်တော်ကြီးသာယာအောင်နေထိုင်ကြဖို့သံသိမင်းနာကြီးထူးကြီးဆရာတော်ပြောသလိုဖြစ်
မတက်ကိုမတက်တော့ဘူးငါစအိမ်ပြောင်ကြည့်နာဒီတိုင်းပဲဆိုပြီးခေါ်နာဟိုစကင်းပေါက်စလေးလည်းမသွားဘူးဟာအေးရှိသေးတော့ကွာတက်လန်းကလည်းနေထိတန်းနေပါပြီဒါနေထိတန်းနေတော့ဘုရားကိုတော်မြတ်ကဒီလိုဟောကြားတော်မူတဲ့တရားကိုနာရသဖြင့်ဘုရားကိုတော်မြတ်၏ဒီဝိသားတွေဓမ္မဝိသမယဖြစ်ကြပါသည်ဆိုတဲ့ပြောခြင်းသူလူအများလိုက်ကြမလားဆိုတာမိမိတို့ပြုတဲ့ကံနဲ့မိမိတို့သွားရဘုံတွေကိုတရားနာပိဋကကြီးကံကြောင်းလုပ်ကြောင်းနဲ့ပြောခဲ့သဖြင့်အာလုံးကုန်သောတရားတော်မှတွေ့ရခုကဲ့သို့အတူတကွနိဗ္ဗာန်ကိုသွားနိုင်ကြရအောင်ကြိုးစားပြီးတော့နီးလန်းယူနိုင်ကြပါစေလို့သတိပေးပြီးတော့ gain အလုံးဆိုသမ်းမှဖြည်းဖြည်းပေါ့ပြန်လာပေါ့လှုပ်မလုပ်ပါနဲ့သာဓုခေါ်ပြီးမှပြန်လာပေါ့ဘုန်းကြီးဟောတဲ့တရားဝဲသာဓုခေါ်ကြော့ပြီးပြန်လာပေါ့ gain ခိတ္တလေး9မိနစ်မကြာဘူးပြိဿဆိုသမ်းမှတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေချမ်းသေးရဲ့လားတကဘာလုံးဘသူချမ်းထားသေးတော့မတက်တဲ့လူတွေချမ်းထားသေးလို့မချမ်းနဲ့အကုန်ဖို့မိအေးလိုလုံးမှသို့လို့မိအေးမြတ်တာပို့တော့30ဘုံချမ်းသာကြပါစေမောင်တုတ်ကြီးအလွန်မောင်တုတ်ကြီးကသူနဲ့မတည့်ဘူးမတည့်တဲ့လူချမ်းထားမှသို့လို့ကဲဖို့သားတစ်ခေါက်တကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေမြစ်ထဲသွားကြမလိုက်ဆိုနေကြပြီကိုပို့နေလို့လိမ်မျိုးတွေမို့မြစ်ထဲသွားခိုင်းတာဘယ်နဲ့အားလုံးနေတာတော့ကျုပ်ကတရားနာပိဋကကြီးချမ်းသာကြပါစေကျုပ်ကပို့တာအားလုံးမလိုက်နဲ့တော့ဆရာတော်ဘုရားလည်းချမ်းသာပါစေဘုရားဟောဗျာဘုန်းကြီးပို့တဲ့မေတ္တာကပိုက်ထဲထည့်ပြီးဘုန်းကြီးပြစ်ထားခဲ့မယ်ကိုပြန်ဖို့လိမ်မျိုးတွေအားလုံးမလိုက်နဲ့ဆရာတော်ဘုရားလည်းချမ်းသာပါစေပြန်ဖို့အားလုံးရရင်ကကြွအောင်လာကြတော့တရားနာပရိသတ်ကြီးချမ်းသာကြပါစေပို့ကျုပ်ကြတုံးနဲ့လုပ်နေတယ်အားလုံးကိုယနေ့ညကြွအောင်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေဂိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလည်းရင်ရှင်ရင်နေဖောင်းမုံစိတ်တွေပြစ်ပြသေးသေးသောမိမိတို့အင်္ဂယာဌာနသို့နိဝတ္တတုသီခံရတာပြန်ကြပြီတော့နိဝတ္တတုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောချစ်သာဆွေကလျောင်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း